Hello day 5ပါကျွန်တော်တနေ့ကိုဗီဒီယိုတစ်ပုဒ်တော့လုပ်နေတယ်ဒီနေ့တော့ကျွန်တော်တို့ networking ကြောင်းပြပြမယ်ပေါ့နော်ကျွန်တော်ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ပုံစံပြပြမယ်ကျွန်တော်လုပ်တဲ့ပုံစံကnetworking နေ live လုပ်တယ်ပေါ့နော်ကျွန်တော်ရဲ့ဝါနာပေါ့နော်ဝါနာလည်းပါတယ်အားလည်းတန်တယ်ပေါ့နော်ကျွန်တော်အရေး account မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီစီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ group တွေကျွန်တော်လုပ်ထားတယ်အလုပ်ကိုင်နဲ့ပတ်သက်တဲ့ group တွေလုပ်ထားတယ်နောက်တစ်ခါကျတော့မြန်မာပြည်နဲ့ပတ်သက်တဲ့ပေါ့နော်ဥပမာအထွေထွေကူညီတဲ့ group တွေရှိတယ်အဆုံးပါပဲเนาะဟိုအလုပ်ကိုင်ရှာဖွေကူညီပေးတဲ့ group တွေရှိတယ်ပေါ့နော်အဲ့ဒါကြီးကျွန်တော်လုပ်ထားတဲ့အတွက်ကျွန်တော်ရှိမှာ knowledge နဲ့ပတ်သက်တဲ့ဟာတွေအများကြီးရတယ်ပေါ့နော်တချို့ကြတော့စိတ်ဝင်ကြတယ်နောက်ကူညီပါတွေ group တွေဘာလို့လုပ်တာလဲဥပမာကိုမှရတဲ့ content တွေသူများရှိပါသွားမှာဆိုတော့မဟုတ်ပါဘူးဒါပါဝါလဲဘာမှမဖြစ်ဘူးပေါ့နော်သူတို့လည်းအကျိုးရှိလို့တကယ်ကြတော့အဲ့ group တွေကတကယ်တည်းများတဲ့အတွက်ကျွန်တော်တီးတော့သူတို့အားလုံးမသိနိုင်ဘူးเนาะသူတို့တီးတော့လဲကျွန်တော်အားလုံးမသိနိုင်ပါဘူးဒါ vice versa ပါအဲ့တော့ဟိုအချိုးရှိပါတယ်ဒါလူတွေကိုကူညီနေကိုကဂျားတွေကဟိုဖြစ်တယ်ဆိုတော့လေဟို knowledge တွေရော connection ရောရတဲ့အကျိုးရှိတယ်ပေါ့နော်အဲ့တော့အရင်တော့ကတော့ကျွန်တော်ကဒီဟို ID သမားတွေပြဿနာပေါ့ကျွန်တော် ID သမားတွေရဲ့ပြဿနာလို့ပဲကျွန်တော်ထင်တယ် ID သမားတွေကများသောအားဖြင့်ဒီကွန်ပျူတာရှိမှထိုင်ပြီးတော့အလုပ်လုပ်တာများတယ်ဆိုတော့ပတ်ဝန်းကျင်နဲ့တကယ်တမ်းအထီးတွေးမှုကနည်းနည်းလေးအားနေတယ်ပေါ့နော်ဆိုတော့အဲ့တော့ကျွန်တော်အဲ့ဒါကို changes လုပ်ချင်တဲ့အတွက်ကျွန်တော်ဒီ networking လုပ်ပြီးတကယ်ကိုအလုပ်ပေါ့နော်အလုပ်လိုတဲ့လူတွေနော်အလုပ်ပေးနိုင်မဲ့လူတွေကိုကျွန်တော်ကသူဒီရစုပေးပြီးတော့သူတို့အချင်းချင်းလည်းပြန်လဲချိတ်ဆက်ပြီးတော့အလုပ်ဖြစ်စေတဲ့အပြင်ကျွန်တော်ဘက်ကလည်းကူညီလို့ရတာကူညီပါတော့အဲ့တော့ကျွန်တော်က networking ပုံစံမျိုးသွားတယ်တကယ်လို့အခုဖြစ်နေတဲ့ပြဿနာပေါ့နော်အခုဖြစ်နေတဲ့ပြဿနာဆိုလို့ရှိရင်ကျွန်တော်တို့ local ကspending power တအားကျလာတယ် spending power ကျလာဆိုတော့ကျွန်တော်တို့ဒီ international market ကိုapproach လုပ်မှပဲရတော့မှာပေါ့နော်အဲ့တော့ international approach လုပ်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ networking event တွေကိုပူရဲသွားရတော့မယ်ဒီမှာလည်းအများကြီးရှိတယ် Bangkok setup community တို့ကတော့အများကြီးရှိတယ်တော်တော်လေးကောင်းတယ်အဲ့မှာသွားလို့ဆိုရှင် network တွေအများကြီးရနိုင်တယ်စကားတော့ပြောစီပါနော်အားလုံးကတော့ဟိုကိုဒီအလုပ်တွေပါပေးနိုင်တဲ့လူတော့ဟုတ်ချင်မှဟုတ်လိမ့်မယ်ဒါပေမဲ့ကိုဘက်ကအဲ့ဒီသူတို့ဘာလုပ်နေလဲဆိုတဲ့အကြောင်းအရာတွေလည်းရမယ်သူတို့ရှိကအကြံသစ်တွေလည်းရမယ်အခုဆို AI တွေအရန်ဖြစ်စားနေမှာအားလုံးက AI ခွေးကြိုက်တာ AI ဖြစ်နေတယ်ဆိုတော့ AI ဟာတွေလည်းရနိုင်ပါတယ်အဲ့တော့ဘာလို့လဲဆိုတော့ကျွန်တော်ဒီ network group တွေကိုဖန်တီးပေးတယ်အချင်းချင်းကိုအဆင်ပြေနေတယ်အဲ့ဒါပေါ်မူတည်ပြီးတော့ကျွန်တော်လည်းအဆင်ပြေအောင်လုပ်တယ်ပေါ့နော်အားလုံးကူညီနေအဆင်ပြေအောင်လုပ်တယ်ပြီးတော့ကိုယ်တိုင်မလုပ်နိုင်တဲ့ဟာတွေရှိရစီမှာတခြားလူတွေသွားပြီးပူပေါင်းတယ်အဲ့ဒါကျွန်တော်လုပ်နေတဲ့ပုံစံမှာရှေ့ရက်တွေမှာတော့ကျွန်တော်ဒီ small changes เนาะတခြားစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေဆက်ပြီးပြောသွားအောင်ပဲခင်ဗျအားလုံးကျေးဇူးတင်ပါတယ်